Okay. Problem 4 ကကြတော့ဒီ figure 26.8 မှာရှိတဲ့ edit power လို့ကျန် real power ပဲလို့ကျန်တယ် A နဲ့ B ကြား C နဲ့ D ကြား E နဲ့ F ကြားဆိုပြီးတော့လို့ကျန်တယ်ဒါပဲ figure 26.8 သူလိုချင်တဲ့ power A နဲ့ B ကြားမှာရှိတဲ့ power တန်ဖိုးဘယ်လောက်လဲနောက်က C နဲ့ D ကြားမှာရှိတဲ့ edit power တန်ဖိုးဘယ်လောက်လဲနောက်က E နဲ့ F ကြားမှာရှိတဲ့ edit power တန်ဖိုးဘယ်လောက်လဲဒါပဲနော်သူမေးတဲ့မေးက power ဘယ်နှမျိုးမေးလိုက်တာလဲ၃မျိုး AB ကြား CD ကြား EF ကြားကိုလိုချင်တာအဲ့ဒီကောင်မှာကတက်စရာမလိုဘဲနဲ့အဖြေကိုတန်းပြီးထုတ်လို့ရတဲ့နေရာတနေရာရှိရဲ့ဘယ်နေရာလဲအဖြေကိုတက်စရာမလိုပဲတန်းပြီးထုတ်လို့ရတဲ့နေရာတနေရာရှိရဲ့ဘယ်ကောင်ပါလဲ AB ကြားလား CD ကြားလား EF ကြားလားဟုတ်သေးဘူးဟုတ်သေးဘူး CD ကြားမှာဘာမပါနေရလဲ resistor မပါနေရ resistor မပါ real power ပါစရာအကြောင်းရှိလားမရှိဘူးအဲ့ဆိုတော့ C နဲ့ D ကြားမှာရှိတဲ့ power ဒီ0 watt လို့ဘာမှပြောကြမလဲတန်းရည်လို့ရဒါပဲဟုတ်ပြီလား C နဲ့ D ကြားမှာ power ကိုမထွက်တာ real power မထွက်တာဘာဖြစ်လို့လဲ capacitor component တခုတည်းရှိနေလို့ real power မထွက်ဘူး A နဲ့ B ကြားမှာ resistance ရှိနေတော့ power ထွက်တယ် E နဲ့ F ကြားမှာလည်း resistance 3 ohm ရှိနေသေးလို့ power ထွက်တယ်ဟုတ်ပြီလားအဲ့တော့ချိန်နေတာတကူက C နဲ့ D ကြားမှာ power လုံးဝမထွက်ဘူး0 watt ပဲ real power ကိုမေးလို့နော် reactive power ဆိုရင်တော့ရှိရနော် okay တို့ဒီ real power မေးထားတာအဲ့တော့ပေးထားတဲ့တန်ဖိုးလေးကဟိုတိတ်တန်ဖိုးက angle 100 0 degree ပို့အဲ့တော့ PAB ရဲ့ PCD ရဲ့ PEF ကဆရာမတို့လိုချင်တာအဲ့တော့ PAB လိုချင်တယ် power တန်ဖိုးလိုချင်တယ် P equal to VI cos pi နဲ့တို့ချင်တယ်မတက်ချင်မနဲ့တို့ရမလဲ I square R VI cos pi မှာလည်း I ပါတယ် I square R မှာလည်း I ပါတယ်ကျိန်းတရာတို့ကဆက်မဘာမဖြစ်မနေရှာဖို့လိုအပ်တယ်I တန်ဖိုးမဖြစ်မနေရှာဖို့လိုအပ်တယ်အဲ့တော့ total current I ဒီ 5 ohm မှာစီးနေတာဒီ total current I စီးနေတာဟုတ်တယ်မလားအဲ့ total current I ကိုရဖို့တဲ့နံပါတ်1အစဉ်ဘာအရင်ဆုံးရှာနေရမှာလဲ total impedance Z yes good job man total impedance Z equal to 5D CD ဖြစ်နေတော့5 plus ခုနှစ်ကောင်ဘာဖြစ်နေရလဲလဲဖြစ်နေတာလဲဖြစ်နေတော့အပေါ်မြောက်အောက်ပါအဲ့ဆိုတော့3 plus J4 into minus J10 ဟုတ်လား10လားဟုတ်လား minus J10 အပေါ်မြောက်အောက်ပေါင်းဆို3 plus J4 minus J10 ရမလားဘာအဲ့ဒါကလေးတို့ impedance Z တန်ဖိုးလေးထွက်လာမယ်ထွက်မယ် impedance Z တန်ဖိုးလေးရလိုက်စမဘာတန်ဖိုးရှာလို့ရပြီလဲ I တန်ဖိုးရှာလို့ရပြီ I equal to V by Z ဒါပဲZ တန်ဖိုးလားရ I တန်ဖိုးရပြီ I တန်ဖိုးရပြီဆိုကလေးတို့ဘာတန်ဖိုးဆက်ရှာလို့ရပြီလဲ PAB ကိုရှာလို့ရပြီ PAB equal to I square into I နေရာမှာတောင်းတန်ဖိုးထည့်စရာလိုလားမလိုဘူးပမာဏပဲထည့်ပြီးတွေ့ရမယ် total current square into R တန်ဖိုးနေရာမှာ5လို့ထည့်လိုက်ရတယ်နားလည်ပြီလားအရင်ဆုံး impedance တန်ဖိုးလေးတွေ့ပါအဲ့တော့ PAB တန်ဖိုးဒီ I square R နဲ့တွက်လိုက်ရင်339.48 watt ကိုရသွားမယ်အဲ့ပြီလို့ရှိရင် PCD ကိုဆရာမတွက်စရာမလိုတော့ဘူး PEF ကိုဆရာမတို့တွက်မယ်အဲ့ဘယ်တန်ဖိုးရှာဖို့လိုအပ်နေရလဲဒီလမ်းကြောင်းကိုဝင်မဲ့ current ရှာဖို့လိုအပ်တယ်ဟုတ်တယ်မလားဒီကောင်ဆရာမ I1 လို့သတ်မှတ်လိုက်မယ်ဘာသိဖို့လိုအပ်တယ် I1 တန်ဖိုးကလေးတို့သိဖို့လိုအပ်တယ်နော်နံပါတ်1အစဉ် I1 ကိုလိုချင်တယ်ဘာနဲ့တွက်မှာလဲ current division လိုချင်တာတွေရလားမလိုချင်တာတွေရလားမလိုချင်တာကိုတီးတာအဲ့ဆိုတော့မလိုချင်တဲ့လမ်းကြောင်း minus j10 ကိုတီး parallel လမ်းကြောင်းနှစ်ခုပေါင်းခြင်းနဲ့စားဆိုတော့3 plus j4 minus j10 into total current ကဘယ်လောက်ရတာလဲ 8.24 into angle minus 15.94 okay အဲ့ဒီကောင်လည်းတော့လိုက်ကလေးတို့ I1 တန်ဖိုးလေးရသွားပြီminus 10J
12 1 ဘယ်လောက်ရလဲ1.283လား283 angle ပေးလာ ECD ကို0လို့တန်းရေးပေးလာ ရတယ်ဆက်မပြီးကောင်းလာချက်လေးစစ်ပြမယ်နော်ဒါ -42.505 degree ambient နော်အဲ့တော့ဒီတန်ဖိုးရလား 12.283 ရလားအဲ့တော့ PEF equal to I square R ဆိုတော့ 12.283 the whole square into R တန်ဖိုးကဘယ်လောက်လဲ3ဒါပဲ4.21 616 or 621အဲ့လားဒီနေ့ရလားကလေးတို့โอเคကောင်တာချက်စစ်မယ်ဆိုရင် PAB နဲ့ PEF နဲ့ပေါင်းလိုက်မယ်နော်339.488အပါ452.62 total power ဒီဘယ်လောက်ထက်လာမှာလဲ total power ဒီ991.9 watt 990.138 watt ဆိုပြီးတော့ထက်လာโอเคဆမ total power ကိုကောင်တာချက်စစ်မယ် P equal to ဘာနဲ့တွက်လို့ရလဲ I square R နဲ့တွက်လို့ရဟုတ်တယ်မလား I square R total current ဒီဘယ်လောက်ရခဲ့တာလဲ total current ဒီ 8.24အဲ့ဆိုတော့8.24 square into R တန်ဖိုးဒီ total R ဒီ total impedance z ကနေ R တန်ဖိုးပြော total impedance z ကဓာတ်ဖောင်မပြောင်းခင်ရဲ့ J ဖောင်တန်ဖိုးပြောဘယ်လောက်လဲဘယ်လောက်ရခဲ့လဲ9.66 plus J 3.33 11 point J 3.33 okay အဲ့တော့ total impedance z ကရှင်းလောက်ကောင်းပြီ real တန်ဖိုး11.66ဒီ real တန်ဖိုးဟုတ်တယ်မလားအဲ့တော့ဆမ I square R မှာ impedance တန်ဖိုးနေရာမှာ11.66နဲ့အတွက်8 point 9.686ဒီကောင်တမ်းဓမ္မကိုင်နေမှာဘူးဒီမျိုးပွဲတိုင်းနော်ရပါလားအဲ့တော့ကလေးတို့ဒီနားမလည်နိုင်တဲ့အချက်ရှိလားအဖြစ်အတူတူပဲဖြစ်ရမယ်နော်တကယ်တော့ဓမ္မဆမတနေရာမှာဓမ္မဖြစ်တဲ့ပုံလွဲသွားဖို့ရှိရမယ်နော်ဖြစ်တူတူပဲကောင်လာချက်ဒီတိုးတဲ့ဘာဝတစ်ခုဒီအတူတူပဲ okay next one နောက်တစ်ခုဆက်လိုက်မယ်ကဲနောက်ဆုံး the last one ကွာ
The circuit shown in figure 26.9 dissipated in an active power of 401 and has a power factor of 0.766 lagging. Determine the abundant power, the reactive power, the value and phase of current I and the values of impedance Z. circuit အောက်ကပုံလေးပေးထားတယ်။အဲ့ဒီအောက်ကပုံမှာ active power ဆို real power တန်ဖိုးလေးပေးထားတယ်ဘယ်လောက်လဲ400 watt သူပေးထားတာဒီ400 watt လေးပေးထားတယ်နောက်တစ်ခုကဘာတန်ဖိုးလေးပေးထားတယ် power factor တန်ဖိုးလေးပေးထားတယ် power factor တန်ဖိုးဒီ0.766 lagging တန်ဖိုးဆိုပြီးတော့ပေးထားတယ်နောက်တစ်ခုကကြတော့ apparent power နံပါတ် A ဘာတန်ဖိုးလေးပေးထားလဲ apparent power S တန်ဖိုးဘယ်လောက်လဲနံပါတ် B က reactive power 2တန်ဖိုးလေးဘယ်လောက်လဲနောက်တစ်ခုကနံပါတ် C က I တန်ဖိုးဘယ်လောက်လဲဆိုပြီးပေးထားတယ်နောက်တစ်ခုက impedance Z တန်ဖိုးပေးထားတယ်ကလေးတို့ရပြီလားအဲ့ဆိုကျွန်တော်တို့ S တန်ဖိုးကိုလိုချင်တယ်ဘယ် formula သုံးပြီးတွေ့ရမှာလဲ P equal to VI cos phi အဲ့ဆိုတော့ VI တန်ဖိုးဒီဘာနဲ့တူတယ်လို့ပြောထားတယ် apparent power နဲ့တူတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင် P equal to the S cos phi ရမလားအဲ့တော့ကျွန်မ S ကိုလိုချင်တယ်ဘာနဲ့တွေ့ရမှာလဲ P by cos phi နဲ့ကလေးတို့တွေ့လိုက်ချင်ရပြီပေါ့အဲ့တော့ P တန်ဖိုးပြောဘယ်လောက်လဲ400 watt cos phi တန်ဖိုးကဘယ်လောက်လဲ0.766 နဲ့ကလေးတို့စာရေး apparent power ရသွားမယ်နော်400 by 0.766အဲ့ကျွန်တော်ဖြေလေးဒီ522.193 ampere ဆိုပြီးတော့ထပ်တာဒါဒီနံပါတ်1အဖြေထပ်တာပြီပေါ့နော်အဲ့ဒါနံပါတ် B ကျူတန်မိုးလို့ခြင်းတယ်2 equal to ဘာနဲ့တွေ့ရမှာလဲ VI sin phi တနည်းအားဖြင့် S sin phi ပေါ့အဲ့တော့ phi တန်မိုးသိဖို့ကျွန်မဘယ်ကနေပြန်ပြီးကောင်းတာချက်ပြန်စေရမှာလဲ power factor တန်မိုးကနေပြန်သွားမယ်နော်အဲ့တော့ခရီးတို့ပေးထားတာ cos phi တန်မိုးဒီဘယ်လောက်လို့ပြောထားတယ်0.766အဲ့တော့ phi တန်မိုးကိုပြန်ရှာမယ် cos inverse 0.766နဲ့တွေ့မယ်shift cos 0.766ဆိုဘယ်လောက်လဲ40 degree ရနော်40 degree ရပြီဆိုရင်စဘောဘာတန်မိုးလေးရသွားပြီလဲဆိုလို့ချင်း2တန်မိုးလေးရသွားမယ်နော်2 equal to ဒီဘာနဲ့ညီမလဲ VI sin phi VI နေရာမှာ S ကိုထည့်လိုက်မယ်ဆိုရင် S sin phi အဲ့တော့ S တန်မိုးနေရာမှာခုနဘယ်လောက်ရထားလဲ522.193 into sin ဘယ်လောက်ဖြစ်မှာလဲsin 40နဲ့တက်မယ်522.193 into sin 40ဆိုတော့ဘယ်လောက်ရမလဲ335 ဟုတ်ပြီ335.659ဆိုတော့66ပေါ့နော်66ဘာဘိုး ampere reactive power ပေါ့နော်အဲ့တန်မိုးလေးဆက်မလို့ဖြစ်သွားမယ်ကျွတ်တန်မိုးရသွားပြီနောက်ထပ်ကားရန်ကိုလိုချင်တယ်အိုင်တန်မိုးလိုချင်တယ်အိုင်တန်မိုးလိုချင်တယ်ဆက်မလို့ဘာတန်မိုးလေးပေးထားတယ်တိုတယ်မိုးရိပ်လေးပေးထားတယ်ဟုတ်လားတိုတယ်မိုးရိပ်ပေးထားလို့ရှင်ဆက်မလို့ဘာအတွက်မိုးတွက်လို့ရပြီလဲကားရန်တန်မိုးလေးကိုဆက်မလို့တွက်လို့ရမယ်နော်ကားရန်တန်မိုးဆက်မလို့ဘယ်လိုတွက်ရမလဲပြောအိုင်တန်မိုးဘယ်လိုတွေ့ရမလဲ I equal to V bar sorry I တန်ဖိုးဆက်မဘာနဲ့တွက်လို့ရတယ် S ကနေတွက်လို့ရဟုတ်တယ်မလား S equal to V I အဲ့တော့ I equal to S by V အဲ့မှာဆက်မ I ကိုပမာဏပဲအရင်တွက်လို့ရအောင်ဘာဖြစ်လို့လဲဆိုတော့ S ကပမာဏပဲရှိနေရမှာနော်အဲ့တော့ S တန်ဖိုးကိုပြောဘယ်လောက်လဲ522.193 by ဘိုးရိတ်တန်ဖိုးပြော100 angle 30ဟုတ်တယ်မလား100နဲ့ပဲဆရာမတို့တွက်လိုက်မယ် angle 30ကိုမယူသေးဘူးပြီးမှကားနဲ့တောင်းတယ်မို့လဲ100နဲ့စားလိုက်ဘယ်လောက်ရမှာလဲ5.22.193 ampere ဆိုပြီးတော့ရတော့မယ်ရမလားဒီတိရမလားရပြီဆိုလို့ရှိရင်ဆရာမတို့ကကားရဲ့ဓာတ်ကိုထည့်ဖို့တယ် phasor diagram လေးဆွဲကြည့်လိုက်မယ်ဆရာမရေပင်ကြီးတစ်လိုင်းလေးဆွဲလိုက်မယ်ပထမတစ်ခုရေပင်ကြီးလိုင်းလေးဆွဲမယ်နော်
ရေပြင်ဆိုင်လေးဆက်ပြီးဘိုးရိတ်တန်မို့ဘယ်လောက်တောင်းလို့ပေးထားတယ်အပေါင်း30ဟုတ်တယ်မလားဘိုးရိတ်ကအပေါင်း30ဆိုရေပြင်ကြီးကနေအပေါ်တက်တဲ့ကိုတက်မယ်အပေါင်း30ရေပြင်ကြီးကနေအပေါ်တက်လိုက်မယ်အပေါင်း30ဒီဂရီဆရာမတက်လိုက်ဘိုးရိတ်ဒီအပေါင်းနဲ့ပြီလို့ရေပြင်ကြီးကနေအပေါ်တက်မယ်အပေါင်း30နောက်တစ်ခါ power factor တန်ဖိုးပေးထားတယ်ဘယ်လောက်လဲ40ဒီဂရီဒီလို့ပြောတာ lagging လို့ပြောတာ lagging ဆိုတာဒီ fine တန်ဖိုးဒီပဲကြားထဲမှာရှိရလေ total ဘိုးရိတ်နဲ့ total ကားတိုင်းရဲ့ကြားထဲမှာဒါအဲ့ဆိုတော့ကားတိုင်းရဲ့ဒီနေရာဒီဘိုးရိတ်ရဲ့အနောက်ဘယ်လောက်ဒီဂရီမှာရှိရလို့ပြောတာလေ40ဒီဂရီမှာရှိတာဘိုးရိတ်ရဲ့အနောက်ဆိုတော့ဆရာမအပေါ်ကိုဆက်ပြီးတော့ဆွဲရမှာလားအောက်ကိုဆက်ပြီးဆွဲရမှာလားဘိုးရိတ်ရဲ့ lagging နောက်ကျဆိုတော့အောက်ကိုဆက်ပြီးတော့ဆွဲရမယ်အောက်ဘက်ကိုပြန်ပြီးတော့ဆွဲရမယ်ဘိုးရိတ်ကနေပြီးဘယ်လောက်ဒီဂရီအကွာကိုဆရာမဆွဲရမှာလဲ40ဒီဂရီအကွာ fine ဒီပဲကြားတဲ့ကိုပဲပြောရလဲဆိုရင် total ဘိုးရိတ်နဲ့ total ကားရဲ့ကြားတဲ့ကိုပဲပြောတာဘိုးရိတ်ကနေအောက်ကို40ဒီဂရီပြန်ဆွဲမယ်ဆရာမအဲ့တော့ဒီကြားရဲ့ down ဒီ total ဘိုးရိတ်နဲ့ total ကားရဲ့ကြားရဲ့ down ဒီ face angle fine ဒီ40ကားရဲ့ down ကိုတန်ဖိုးကိုယူမယ်ဆိုရင်ရေပြင်ကြီးနဲ့ပဲကြားရဲ့ down လဲကားရဲ့ကြားရဲ့ down ဘယ်လောက်ဒီဂရီပဲကွာတာလဲဘယ်လောက်ပဲကွာတော့လဲဘယ်လောက်ကွာတာလဲ30ပဲကွာတာ30ပဲကွာတာအောက်ဘက်ကိုပြန်သွားလို့အပေါင်းယူရမှာလားအနှုတ်ယူရမှာလားအနှုတ်နဲ့ယူရမယ်အဲ့တော့ကားနဲ့ကိုဆရာမဒေါင်းတန်မိုးထည့်တော့မယ်ဘယ်လောက်လဲ 5.22193 angle -10 degree ampere လို့တက်ရမယ်လို့နားလဲလားဒီလိုနားလဲလားအဲ့တော့ဆရာမကောင်တာချက်ပြန်စစ်ပြမယ် face angle fine ရဲ့သဘောတရားကောင်တာချက်ပြန်စစ်ပြမယ်ရေပြင်ကြီးကနေသွားမယ်ကားတိုင်းကိုပြောမယ်ရေပြင်ကြီးကနေအနှုတ်30ဆိုတော့အောက်ကိုပြန်ဆင်းမယ်ဘယ်လောက်ဒီဂရီဆင်းတာလဲ30ဒီဂရီဆင်းတယ်ကားတိုင်းဒီ30ဒီဂရီဆင်းထားတယ်ဘိုးရိတ်ဒီအပေါင်း30ဆိုရေပြင်ကြီးကနေပေါ်ဘယ်လောက်တက်ရမှာလဲ30ဒီဂရီတက်ရမယ်ဘိုးရိတ်ဒီရေပြင်ကြီးကနေအပေါင်း30ဆိုတော့အပေါ်ကို30ဒီဂရီတက်ရမယ် face angle fine ဒီ total ဘိုးရိတ်နဲ့ total ကားရဲ့ကြားရဲ့အတောင်းဒီဘယ်လောက်အကွာဝေးဖြစ်သွားလဲ40ဖြစ်သွားတယ်ကားတဲ့ဒီဘိုးရိတ်ရဲ့အနောက်မှာရှိနေလို့ legging လို့ပြရမယ်ဆိုကောင်တာချက်မှတ်နေပေါ့နားလည်လားအဲ့တော့ကားရဲ့ down တက်ပုံတက်ဒီသဘောတရားနားမလည်လိုက်တဲ့ချက်ရှိလားဒါမယ်နော်အဲ့တော့ total ကားရဲ့ရပြီဆိုလို့ရှိရင်ကလေးတို့ဗာတန်ဖို့တက်လို့ရပြီလေ total immediate z ကိုကလေးတို့တက်လို့ရတာပဲကျွန်တော်ဒီမှာတန်ဖို့ကဒီ z တန်ဖို့လိုချင်တာနော်ဒီ z တန်ဖို့ရဖို့ဆိုကလေးတို့နံပါတ်1စေဗာတန်ဖို့ဆက်တွေ့ရမလဲ z total ကိုတွေ့ရဒီမှာလဲ z သုံးတော့ကျွန်တော် z ပဲမသုံးတော့ဘူး z total လို့ပြောင်းသုံးမယ် z equal to total ဘိုးရိတ်ကို t total ကားတဲ့နဲ့စာ total ဘိုးရိတ်တန်ဖို့ကဘယ်လောက်လဲ100 angle 30 total ကားတဲ့တန်ဖို့က5.22 193 angle -10အဲ့နေရာမှာဆမတို့ J ဖောင်နဲ့တခါတည်းပြမယ်တောင်းဖောင်လည်းမပြဘူးဘာလို့လဲဆမတို့ compare လုပ်ပြီးတော့ယူအောင်မှမလုပ်နော်ဆိုရင်ဆမတို့တန်ဖိုးလေးတခါတည်းတွက်လိုက်မယ်100 angle 30 by 5.22193 angle -10အဖြစ်ဒီဘယ်လောက်ရမလဲ14.669ဆိုတော့67 14.67 plus j ဘယ်လောက်လဲ12.309ဆိုတော့12.31ရမလားခလေးတို့ဒီတန်ဖိုးတွေရလားဒီတန်ဖိုးတွေမိလားဒါမှမဟုတ်လိုက်တဲ့အချက်ရှိလားရမယ်နော်အဲ့ဒီနားလည်ပြီလို့ဆိုရင်ဆရာမတို့ z တိုတဲကိုဆက်သွားလိုက်မယ် z တိုတဲဒီဘာနဲ့ပေါင်းထားလဲ4နဲ့ဘာနဲ့ပေါင်းထားလဲ z နဲ့ပေါင်းထားတာအဲ့တော့ဆရာမတို့က z တိုတဲ equal to ဒီဘာနဲ့ညီမလဲလို့ဆိုရင်4 plus z နဲ့ညီမ z ကိုလိုချင်တယ်လို့ဆိုရင်ဘယ်တွေကထုတ်ရမှာလဲ z တိုတဲတွေကနေဘာကိုသွားထုတ်လိုက်ရပြီလဲ4ကိုပဲသွားထုတ်လိုက်ချင်ရပြီလို့နားလဲလားအဲ့ဆိုတော့ z တိုတဲတန်ဖိုးလေးz တိုတဲတန်ဖိုးလေးက4ကိုထုတ်လိုက်ရင်ဘယ်လောက်ရမှာလဲ10.67 plus j 12.31ဆိုပြီးတော့ရသွားမယ်ရပြီလားအဲ့တော့ဆရာမတို့လိုချင်တာဒီ the value of immediate ဆိုတော့ကိုမိုးနဲ့ထပ်မပြီးတော့ဘယ်အဆင့်မှာပဲရအောင်ပဲလေဒီအဆင့်မှာပဲရလိုက်လို့ရှိရင်ရပြီပေါ့အဲ့ပြီလားတက်တက်အားလေး